ဓာတ်ပုံမှာဒီစလုံးအလှရေးချင်တယ်ဆိုလို့ရှိရင်ဒီကဒီ edit နေရာကိုသွားလိုက်เนาะကိုဒါ post တင်မဲ့ဓာတ်ပုံပေါ့เนาะကိုရဲ့ဓာတ်ပုံကို post မတင်ရင်ပြင်လို့ရတယ်ဒီမှာ edit เนาะ edit နေရာကိုနှိပ်လိုက်ဓာတ်ပုံနေရာနှိပ်ပြီးသွားရင်ဘယ်နေရာမှာရေးလို့ရတယ်ဆိုဒီ A နေရာနှိပ်လိုက်เนาะနှိပ်ပြီးသွားရင်ဒီအောက်မှာစလုံးလေးရှိတယ်ဒါလေးပြောင်းလိုက်ဒါဆိုရင်ဒီမှာရေးပြရနော်နမူနာဒီစလုံးစောင်းစောင်းလေးဒါဆိုဒီတစ်မျိုးပြောင်းသွားပြီဒီဟာတစ်ရှင်းရွှေ့လိုက်ဒီဟာတစ်မျိုးပြောင်းတယ်ဒါတစ်မျိုးပြောင်းတယ်ဟိုစလုံးစောင်းစောင်းလေးရေးခြင်းတယ်ဆိုဒီဟာလေးနဲ့ရေးနော်ဟို close ဆိုဒီဟာလေးရေးဥပမာရေးပြမယ်နော်ဒါဆိုစလုံးစောင်းလေးနဲ့နော်ကိုကြိုက်တဲ့ color ကိုဒီမှာပြောင်းလိုက်နော်ဒီမှာ color မှာပြရနော်အဲ့ဒါနှိပ်လိုက်ရင်ဒီမှာ color ဖြူရတယ်စိမ်းရတယ်ကြိုက်တဲ့ရောင်ပြောင်းလို့ရတယ်နော်လင်းတဲ့ရောင်ပြာလေးတော့နော်ကိုဒါလေးကြိုက်တယ်ဆိုရင်ဒီကိုတစ်ချက်ထောက်လိုက်ပေါ်လာရင်နော်စလုံးပြာလေးကိုကပေါ်ခြင်းနေဆိုတော့ဒီမျိုးဒီမှာထားလို့ရတယ်နော်ကိုပုံကိုစလုံးလေးထည့်လိုက်လို့ရတယ်စလုံးထည့်ရနော်ပြီးရင်ဒီမှာ emoji တွေထည့်လို့ရတယ်ဒီမှာ emoji တွေခြိုက်တာထည့်လို့ရတယ်နော်ဒီနေ့ Friday ဆိုမှာ Friday ကိုထည့်လို့ရတယ်ဒီဟာလေးမှာရှိရနော်ဒီ၄တော့ကွက်ကလေး၄တော့ကွက်လေးမှာအစုံရှိရနော်ဟိုခြိုက်တာထည့်လို့ရတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဓာတ်ပုံကမှောင်နေတာတို့ပါလို့ဟို color မညီဘူးဆိုလို့ရှိရင် post မတင်ရင်ဒီနေရာမှာရွှေ့နော် effect ဆိုဒီနေရာလေးအဲ့ဒီတစ်ချက်နှိပ်လိုက်တော့ effect တွေပေါ်လာတယ်နော်ဟုတ်လားဒါကိုခြိုက်တဲ့ဟာကိုချိန်လိုက်လို့ရတယ်ဟိုမှာဒါလေးကိုချိန်မယ်ဆိုရင်အရောင်ပြောင်းသွားတယ်နော်ပြင်တရားလေးကိုတစ်ချိန်နှိပ်ကြည့်ကိုခြိုက်တဲ့အရောင်ပြောင်းရတယ်ဒီမှာ 8K နော်ခြိုက်တယ်လို့ပြောင်းလို့ရတယ်ခြိုက်တဲ့ effect ချိန်လိုက်ရတယ်နော်ကျွန်တော်ဒီမှာ 8K ပြောင်းလိုက်မယ်နော်ဒီဆိုရင်ဓာတ်ပုံကဆူဆူလေးဖြစ်သွားတာပေါ့နော်ကိုစိတ်ကြိုက်ပြောင်းပြီးရင်ဒီဟာကြတော့ကိုဓာတ်ပုံဖောင်းကြိုက်တယ်လို့မှလေကျင်းလို့ချဲ့လို့ရတယ်နော်ကိုလိုချင်တဲ့လောက်ယူလို့ရတယ်နော်တရားနော် size ဒီမှာ down ကိုနေလိုက်ဒါဆို post တင်လို့ရပြီပေါ့နော်တချင်းတွေပါထည့်ခြင်းဒီမှာတချင်းထည့်လို့ရတယ်နော်ဒီမှာလည်းထည့်လို့ရတယ်တချင်းတွေကြိုက်တဲ့တချင်းထည့်လို့ရတယ်နော်ပြန်ထွက်လိုက်မယ်နော်ဟုတ်နော်ဒါဆိုစလုံးရေးတဲ့နေရာတွေ့ပြီနော်ဒီ A လေးကိုနှိပ်လိုက်ရင်ဒီမှာဒါစလုံးစက်တိုင်တွေပြလိမ့်မယ်နော်ကိုကြိုက်တဲ့ဟာကိုယူလို့ရတယ်စလုံးအလှလေးပြောင်းလေးကြိုက်တာပြောင်းနော်ဒီအောက်မှာပြောင်းရတာပြောင်းရေးလို့ရတယ်နော်အဲ့လိုကြည့်နော်အားလုံးဆင်ပြေပါစေ